ရှင်ဘောလပညာတတ်ဆိုလိုက်ဆုံးတက်ဖို့အာနာနဲ့သွားတာ哦ဒါပေမဲ့ခရစ်တော်ရဲ့ဂရုရှိတယ်တင်တော့ကိုတဲ့ငါဖျားသခင်ယုံကြည်ပြီးတော့ဖျားသခင်အတွက်အလုပ်လုပ်ပါတယ်လို့ကိုယုံကြည်လို့တင်တော့လိုက်တက်လိမ့်မယ်လိုက်တက်ရင်တဲ့ကိုတော့ပြောတယ်နော်ပြန်မတုံပြန်နဲ့လက်စားမချင်နဲ့ပြေးတင်တော့ပြေးတကဘာပြေးပြီးတော့နော်ဂျေရုဆလမ်နဲ့ပြေးမယ်ယူဒပြန်နဲ့ပြေးမယ်စမာရိယပြေးမယ်နိုင်ငံခြားတိပြေးပါတဲ့ကိုတော့ပြောတယ်တင်တော့နိုင်ငံခြားရောက်ပြီးတော့ပြေးမဲ့နေရာမသိတဲ့ချိန်မှာငါကိုယ်တိုင်လာကယ်မဲတဲ့ပြေးတဲ့နေရာမသိတဲ့ခါကျမှဆိုတော့ပြေးတဲ့နေရာသိတဲ့ချိန်အလုံးပြေးနော်နေရာမသိတော့ကိုတော့ကယ်မှာပေါ့ဆိုတော့ဆီးရီးယားကိုပြေးတဲ့ခါမှာတို့တို့ကနေရာတအားချင်းသွားရင်ရှင်ပေါလုကလက်မှတ်ယူပြီးတော့လိုက်သွားတော့ဒမတ်စကတ်မှာကိုတော့ကယ်ပလိုက်တယ်နော်ပြေးတဲ့လူတွေအားလုံးနော်ရှင်ပေါလုကိုတော့ကိုယ်တိုင်တွေ့တယ်ကိုတော့ကိုယ်တိုင်စကားပြောတယ်ဆိုစကားပြောပြီးတော့ကိုတော့သူ့ပြောတယ်နော်မင်းကတွေ့တယ်ဆိုအလင်းနဲ့တွေ့တယ်တော့ပေါလုကခမည်းဘာတူလဲကိုတော့ပြောကျွန်တော်ကခမည်းလိုက်တက်နေတဲ့ခရစ်တော်ဖြစ်တယ်ဆိုကျွန်တော်ခမည်းတက်နေတာဟာနော်ဒုတ်ချုံကိုခြေထောက်နဲ့ကန်တယ်တူတယ်ခမည်းအတွက်ဆိုပေါလုကဒုတ်ချုံကိုခြေထောက်နဲ့ကန်တယ်ဆိုရင်နော်ပေါလုဘဝပြတ်နိုင်တာပေါ့ဆိုဘာလို့ရမလဲဆိုတော့ခမည်းနော်ယူဒလူမျိုးနဲ့ဟေလတလူမျိုးနော်ငါစီလွတ်မယ်နော်ဆိုတော့နော်အမှောင်ထဲနဲ့ရှိတော်သူတွေကိုအလင်းကိုပို့ရမယ်နော်စာရနိုင်ငံမှာရှိတဲ့လူတွေကိုဖျားသခင်နိုင်ငံတော်ရွှေ့ရမယ်မျက်စိကန်းတဲ့လူကိုမြင်ခိုင်းရမယ်ဆိုပြီးတော့သူ့ကိုပြောပြီးတော့ရွေးချယ်ပြီးတော့စီလွတ်လိုက်တာပေါ့ဆိုတော့ရှင်ပေါလုကြတော့နိုင်ငံတော်ကြီးညာတဲ့ချိန်မှာသူကခရစ်တော်နောက်မလိုက်သေးဘူးနိုင်ငံတော်တည်ထောင်တဲ့ခါကျမှဝိညာဉ်တော်နဲ့သူကခေါ်ပြီးတော့တကူနဲ့နော်တွားခိုင်းတော့နိုင်ငံတော်ဝင်ပြီးသားရောက်တော့ဆိုရှင်ပေါလုတရားဟောချက်နားထောင်ရင်သူကဖျားသခင်နိုင်ငံတော်နဲ့တွားပြီအဲ့တော့ဒီညတော့တမန်တော်ပြောကြည့်မယ်တမန်တော်မှာတဲ့တမန်တော်စပြီးတော့ရေးတဲ့ချိန်ကနေပြီးတော့15ထိပေါ့ရှင်ပေတရုပဲစသဘောပေါက်တယ်တမန်တော်1ကနေ15ထိရှင်ပေတရုစသဘောရှင်ပေတရုကဘယ်နှကြိမ်ပါတယ်လဲဆိုတော့တမန်တော်စခိုင်းတင်အနေစပြီးတော့နော်ရှင်ပေတရုကနော်တမန်တော်1ကနေစပြီးရှင်ပေတရုကစပြီးတော့နော်နိုင်ငံတော်စသဘောပေါက်နော်စကြင်ရတဲ့ခါမှာရှင်ပေတရုကစကြင်ရတဲ့ခါမှာတဲ့နော်ရှင်ပေတရုစကြင်ရတဲ့ခါမှာတဲ့ဘယ်လောက်ရှင်ပေတရုကဘယ်လောက်ထိနော် sorry ကျွန်တော်လည်းနည်းနည်းခက်ရှိနော်စာအုပ်ပါလာတဲ့ဟာမှမပါလို့တဲ့ကျန်းစာပြန်ကြည့်ရမှာနော်အချိန်နံပါတ်နဲ့မေ့နေတယ်နော်အချိန်နံပါတ်မေ့ဟုတ်ပြီပါပြီတမန်တော်စပြီးတော့အခန်းကြီး1အခန်းကြီး2မှာစပြီးတော့နိုင်ငံတော်စတည်ထောင်ပြီးတော့ပင်တဂုတ်တနေ့မှာစတဲ့ချိန်ကနေပြပြီးတော့ပေတရုကစသဘောပေါက်ပြီးတော့ပေတရုကစကြင်ညာပြီးတော့ဝင်ပြီးတော့တသက်ခန္ဓာရှင်ပေတရုကနော်သူ့နာမည်ကိုနော်84ချိန်ပါတယ်သူတသက်ခန္ဓာအော်ဘွယ်သူတော်တဲ့နေရာတိုင်းမှာအော်ဘွယ်နမိတ်လက္ခဏာ84ချိန်ဆိုရှင်ပေတရုက84ချိန်ပါပြီးတော့တဲ့တမန်တော်ခန်းကြီး1ငယ်73ကနေစပြီးတော့တမန်တော်ခန်းကြီး15ငယ်9ထိပေါ့အဲ့ဒါငယ်9မှာဂျေရုဆလင်ကောင်စီမှာသူတို့အစည်းအဝေးလုပ်တယ်တဲ့အဲ့ဒါအစည်းအဝေးလုပ်တဲ့ချိန်မှာရှင်ပေတရုကယူဒလူမျိုးဖက်ပါသွားတယ်ဟိုဟေလတလူမျိုးယူဒလူမျိုးမခွဲခြားဘဲနဲ့မတော်ဘဲနဲ့ဖက်ပါသွားတာပေါ့ဖက်ပါသွားတော့ရှင်ပေါလုကသူ့ကိုဆွဆွဲပလိုက်တယ်နော်ပေါလုကပေတရုခမည်းနိုင်ငံတော်ဝင်ပြီးတော့ဘာဖြစ်လို့လူမျိုးခွဲတာလဲနော်နိုင်ငံတော်မှာယူဒလူမျိုးမရှိဟေလတလူမျိုးမရှိနော်ကိုတော်ကအဲ့လိုလောက်တာခမည်းယူဒလူမျိုးပါသွားတယ်လေသူပြောတဲ့ခါမှာရှင်ပေါလုဖက်ခံပြန်ပြီးတော့နော်အဲ့လိုပြောပြီးတော့ရှင်ပေါလုကပထမဆုံးစစီကနာတမန်တော်ခန်းကြီး73အငယ်9မှာစပြီးတော့တမန်တော်ခန်းကြီး73ညကိုလည်းတမန်တော်ခန်းကြီး28ည30ထိတမန်တော်နောက်ပိုင်းအားလုံးပေါ့ပေါလုကနိုင်ငံတော်သက်သေခံတဲ့ခါမှာလေသူ့နာမည်က183ကြိမ်ပါတယ်တမန်တော်ခန်းကြီး73ညကိုလည်းတမန်တော်ခန်းကြီး28ည30ထိနောက်ဆုံးအပိုက်ထိရှင်ပေါလုနာမည်ပါပြီးတော့နောက်ဆုံးထိနိုင်ငံတော်ကြီးရတယ်တဲ့ရှင်ပေါလုကနော်ဆိုတမန်တော်ခန်းကြီး28ည30နောက်ဆုံးပိုက်ဖိုင်ရှင်ပေါလုဟာတဲ့နော်နိုင်ငံတော်ကြီးရတယ်ဆိုတမန်တော်ဟာတမန်တော်ခန်းကြီး1အငယ်1ကသခင်ခရစ်တော်နိုင်ငံတော်ကြီးညာတယ်နိုင်ငံတော်လေးဝင်တယ်တမန်တော်ခန်းကြီး28အငယ်30ရှင်ပေါလုကနောက်ဆုံးတည်တဲ့အထိနိုင်ငံတော်
ပြောပြီးတော့သူတို့သွားတယ်အဲ့ဒီမှာဘာလို့ပေါလုပြောတာဘာလဲဆိုတော့ the mystery made known to me by revelation ရှင်ပေါလုကဘာလို့ဆိုတော့ကဘာဦးအစကလေးကနေပြီးတော့ဒီနေ့ထိသူဖတ်တဲ့ကျမ်းဂန်အားလုံးနဲ့သူ့ရဲ့ယုံကြည်ခြင်းအားလုံးမှာမကြုံဘူးမမြင်ဘူးတော့အရာအားလုံးဟာတဲ့ခရစ်တော်ဆီကနေတွေ့သွားတယ်အဲ့ဒါဘာလဲဆိုတော့ဒီနေ့ခွင့်လွှတ်ခြင်းဟာခရစ်တော်ပဲကြီးညာတယ်လို့ကဘာဦးစဒီနေ့ထိအဲကြောင့်အာဗြဟံအာဒမ်သားသမီးတွေအားလုံးဟာခွင့်လွှတ်ခြင်းမကြီးညာနိုင်ဘူးဒီနေ့စစ်ပွဲတွေအားလုံးဟာလေခွင့်မလွှတ်နိုင်ကြဘူးနောက်ပြီးတော့အာဗြဟံပြီးတော့အာဒမ်ပြီးတော့အာဗြဟံဖြစ်လာတဲ့အခါအာဗြဟံနဲ့အာဒမ်မျိုးတွေပြန်ချတယ်ဒီနေ့အာဒမ်မျိုးနဲ့အာဗြဟံမျိုးချလာတယ်ခွင့်လွှတ်ခြင်းမရှိသေးဘူးဒီနေ့ထိဆိုတော့အာဗြဟံမျိုးနဲ့အာဒမ်မျိုးခွင့်လွှတ်ခြင်းမရှိတာလေသူမကြင်ညာနိုင်ဘူးတဲ့ခရစ်တော်ပဲဆက်ပြီးတော့ကြင်ညာတယ်ဆိုတော့ရှင်ပေါလုကဘာပြောဆိုရှင်ပေါလုကအဲ့ဒါကိုလက်ခံပြီးနောက်မှာသူကခုနကကျွန်တော်ပြောတဲ့တော့ဒီဟာပေါ့ပေါ်လိုင်း epistle လို့ခေါ်တာပေါ့အင်္ဂလိပ်လိုမြန်မာလိုကြတော့ရှင်ပေါလုဩဝါဒပေါ့ရှင်ပေါလုဩဝါဒက73အုပ်ရှိတယ်အဲ့ဒီရှင်ပေါလုဩဝါဒ73အုပ်ကိုရှင်ပေါလုက73အုပ်စလုံးကိုရေးတဲ့ခါမှာလေဘယ်လိုရေးတယ်ဆိုတော့ကျွန်တော်လည်းအံ့ဩတာလေရတာတော့အံ့ဩစရာတစ်ခုပေါ့ရှင်ပေါလုဩဝါဒရှင်ပေါလုစာရေးတာ73အုပ်ရေးတဲ့ချိန်မှာစာရေးပြီးမြန်မာလိုရှင်းပါတယ်ဏိဒန်းပေါ့စာရေးတဲ့ချိန်မှာရှင်ပေါလုကပြောကျွန်တော်ပေါလုဟာတဲ့ခရစ်တော်ရဲ့ကျွန်ဖြစ်တယ်ဆိုပြီးစာတယ်ကျွန်တော်ရှင်ပေါလုကခရစ်တော်ရဲ့ကျွန်ဖြစ်တယ်တဲ့ငြိမ်းချမ်းရေးနဲ့ကျေးဇူးတော်ခိုင်းတယ်ဒါနဲ့စာတယ်ဆိုရှင်ပေါလုဟာစာရနဲ့ငြိမ်းချမ်းရေးနဲ့မြင်သွားတယ်နော် grace and peace to you or grace and peace to you တော့အမြဲတမ်းငြိမ်းချမ်းရေးပေးတယ်ဆိုရှင်ပေါလုက73ချိန်စာအုပ်73ချိန်မှာအခန်းကြီး1မှာအကုန်လုံးငြိမ်းချမ်းရေးချိန်ရတယ်ယောမခန်းကြီး7ယောမခန်းကြီး28မှာလည်းပြောတယ်နော်တင်တို့သွားတဲ့လှုပ်ရှားတဲ့နိုင်ငံတော်သွားတဲ့နေရာတိုင်းမှာတဲ့နော် if it depends on you တင်တို့ကစတင်ပြီးတော့နော်လုတ်ပိုင်ခွင့်ရှိမယ်ဆိုရင်တဲ့ငြိမ်းချမ်းရေးပဲလုပ်ပါစမြမလို့ဖတ်ကြည့်မယ်နော်ချင်းတော်မှာဖတ်ကြည့်မယ်အင်္ဂလိပ်လိုနဲ့တူလားမတူလားမသိဘူးအင်္ဂလိပ်လို if it depends on you as far as it is if ဟိုအင်္ဂလိပ်လို as far as you are responsible လို့ပြောတယ်နော်ငြိမ်းချမ်းရေးနဲ့ပဲအစပြုပါဆိုမြန်မာလိုကတော့အင်္ဂလိပ်လိုကတော့မြန်မာလိုကြတော့ဖတ်ကြည့်မယ်နော်ချင်းလိုဖတ်ကြည့်မယ်ယောမခိုင်းစနေအငယ်78အင်္ဂလိပ်လို78ရှင်ပေါလုရေးတာပါနော်အင်းလိုလားမြန်မာလိုချင်းလိုလားဖတ်တယ်လို့လားသူတို့ဒီတဏ္ဍာမြအတိုင်းလူပေါင်းတို့နဲ့အတင်းတင်းနေကြလို့တော့မြန်မာလိုဆက်မြန်မာလိုရတယ်လို့နော်တင်တို့ဒီတက်နိုင်တမျှအတိုင်းလူအပေါင်းတို့နဲ့အတင်းတင်းနေကြလို့ဟာခါလို့ဖတ်ကြည့်မယ်နော်Mivial de he rem oka nani zom kho chungin izomu zom kho chung izomu no NIV ကြတော့မရှိအဲ့လိုတင်ကျွန်တော်လည်းဒီခါတော့ကျန်းစာမေ့ကြံခဲ့တယ်ဖုန်းထဲမှာလားအေးဖုန်းထဲမှာရှိတယ်အဖုန်းရှိလားရှိလားအေး yes yes ကောင်းလိုက်တာနော် if it is possible as far as it depends on you okay as far as it depends on you make peace with everyone နော်တင်တို့လက်ထဲမှာတာဝန်ရှိတယ်ဆိုရင်လူတိုင်းနဲ့ငြိမ်းချမ်းရေးလုပ်ပါစတဲ့တော့ခုကျွန်တော်လက်ထဲမှာရှိတဲ့တာဝန်ဆိုရင်ငြိမ်းချမ်းရေးပဲရန်ကုန်မှာနော်ဘုချုံမကြီးမအောင်နိုင်တော့သွားလေတယ်ဆိုတော့တွေ့မယ်ဆိုပြီးတော့နော်ငင်းချိုင်းလို့ဖို့တကဝတ်မှာသွားပြီးတော့လေတွေ့မယ်ဆိုတော့သူကတဲခွန်မှာသူတို့တဲခိုင်းတယ်၃ညအိတ်တယ်မတွေ့လို့ပြန်သွားတယ်မတွေ့ဘူး၃ညအိတ်ပြီးပြန်လာတယ်မသိဘူးလေဖះသခင်ပဲသိမှာပေါ့ကျွန်တော်အလုပ်ကတော့ငင်းချိုင်းရေးပဲခုလူတွေကမိတယ်လေခုသွားတဲ့နေရာတိုင်းမှာအမေရိကမှာလို့တယ်ဆရာဥပဝကခင်ဗျာမြန်မာငင်းချိုင်းလုပ်မယ်ဆိုတယ်ဟုတ်တယ်လို့မယ်ဘာလို့မလုပ်လဲဟာကျွန်တော်ကလုတ်ပိုင်ခွင့်မရသေးဘူးလေလုတ်ပိုင်ခွင့်ရလို့တော့လုတ်မှာပေါ့ဆို
လုပ်ပိုင်ခွင့်ဘယ်လိုရမလဲသူတို့ကျွန်တော်ခေါ်ရင်လုပ်မှာပေါ့မချုံမရအောင်ခေါ်ရင်သွားမလားသွားရတာပေါ့နော်တပုံရခေါ်ရင်သွားရတာပေါ့နော်ကချင်အခုကချင်ဘချိုကြီးဘချိုကောင်ခေါ်ရင်သွားရတာပေါ့မိကြီးကောင်သွားသေးတယ်နော်ရခိုင်ပူကောင်းသေးတယ်တောင်းမယ်ရခိုင်ဘချိုကြီးဆိုတော့ဒါအတက်မှာသူပြောတဲ့စကားတော့ဒါအကြိုက်တယ် very good နော်ဆိုတော့မှာပေါ့ဆိုဆက်တော့လည်းပြုံးပြီးတော့မှာဒီလိုပဲတော့မှာဘာရရင်ကိုအေးဝန်တာလိုက်တာနော်ဘာရလည်းဖမ်းရအေးဝန်တာလိုက်တာဟာလေလုယာသူလည်းအောင်မယ်လေပြန်ရတော့အေးကောင်းလိုက်တာဟာလေလုယာဆိုသူလည်းအောင်မယ်ဟာခင်ဗျားဘာဖြစ်လို့လဲပေါက်သွားတယ်ဆိုခင်ဗျားပေါက်သွားပြီလားဆိုအေးပေါက်သွားပြီလေအေးဆေးပေါက်သွားပြီလေနော်ခင်ဗျားကိုခေါင်းကြည့်ပြီးမယ်ပြောလိုက်ဆိုတော့တွေ့တော့ခုထိလေအခုရန်ကုန်မှာနှစ်ပေါင်း30နေတာလေအခုကျေးဇူးတော်အကြောင်းပေါ့ခုနပြောတဲ့ခုနမြေကြီးမွေရမစားခေါင်းကင်တော့ချင်လူနဲ့နော်ကြိုက်တဲ့ညအကုန်လုံးသဘောပေါက်တယ်ပေါက်ကြတာကျွန်တော်အင်္ဂလိပ်လိုဆိုမြေကြီးမွေရမဆိုပကူမှာကျွန်တော်လင်မယားသွားပြီးတော့ရွှေပြည်မှာသွားနာတယ်ရွှေပြည်မှာသွားနာတော့ရွှေပြည်ကကျွန်တော်တို့စီဘီဘာဥက္ကဋ္ဌတို့ပိုင်တဲ့နေရာပေါ့စီဘီဘာဆိုမြန်မာလိုတမမပန်ဥက္ကဋ္ဌပေါ့နော်ဆရာဦးမောင်ခင်မောင်ဦးခင်မောင်ရကျွန်တော်ထက်တိုင်ရလေတက္ကသိုလ်မှာတူတက်ခဲ့တာပေါ့နော်သူတို့ပိုင်တဲ့နေရာပေါ့ရွှေပြည်မှာတော့အဲ့တော့ကျွန်တော်ဒီနဲ့လမ်းလျှောက်ဆရာတို့လမ်းမလျှောက်ဘူးလားလေလျှောက်မှာပေါ့စတုံးလင်မလမ်းလျှောက်တယ်တရက်သွားလျှောက်တယ်ပြန်လာတယ်တရက်သွားလျှောက်တယ်ပြန်လာတော့လူတယောက်ပြောတယ်ဆရာတို့မြေဒီမဝယ်ချင်ဘူးလားလေအော်ကျွန်တော်တို့လည်းမသိဘူးဘယ်လိုရောင်းလို့လဲဆိုတော့ဒီလိုရောင်းဆိုတော့လိုက်ပြဆိုလိုက်ပြတာပေါ့ဆိုတော့ရွှေပြည်ဟိုဘက်ချမ်းကလုံးလိုက်ပြတယ်ဒီဘက်ချမ်းကလုံးလိုက်ပြသူကလိုက်ပြတယ်လိုက်ပြတော့တဧက300တဧက300နောက်တဧက400ဆိုတော့တဧက300လို့လိုက်ပြတော့ကျွန်တော်2ရက်လိုက်တော့တာပေါ့လိုက်တော့ကောင်းလဲမှုတယ်ဒါအဲ့တော့ဒါအစည်းကြီးတာကိုဒေါ်လာ800တုန်းကလေ300 300 300ဒါအများလုံးလဲဆိုတော့ကျွန်တော်တို့နောက်နေ့တော့မလိုက်တော့ဘူးကျွန်တော်လင်မယားထောက်ထဲလမ်းလျှောက်နေအဲကျွန်တော်ပြောချစ်ကျွန်တော်လင်မယားသူမယားတော့မလိုက်တော့ကိုယ့်ကိုသွားကြည့်ရအောင်ဆိုတော့လမ်းလျှောက်တော့လမ်းလျှောက်တော့ကျွန်တော်သူ့ပြောတယ်ဒီတစ်ခါကျွန်တော်လမ်းလျှောက်မယ်တယောက်ကကျွန်တော်တို့တွေ့လို့နော်ရောင်းလဲလို့ရှိရင်နော်340ဖိုးနော်ရှိရင်ဝယ်ရအောင်မှတ်တရကျွန်တော်တို့ဒီလောက်လာပြီးတော့ဒုက္ခရောက်နေတာ340ဖိုးရှိရင်မှတ်တရဝယ်ရအောင်ဆိုတော့ပြောသူလည်းဝယ်ရအောင်လေကျွန်တော်လမ်းလျှောက်တော့အဲ့နဲ့နည်းနည်းမောတော့ကားနဲ့ပြန်လဲကားနဲ့ပြန်လျှောက်တယ်ကားနဲ့ပြန်လျှောက်တော့အဲ့ဒီရွှေပြက်နဲ့ကားနဲ့စီးတော့ကြောက်တော့မရောက်သွားတယ်လေကျွန်တော်လည်းကြောက်တော့လည်းမရောက်ဘူးလေကားနဲ့တော့လမ်းမှာကြောက်ဒီဘက်ဆက်တန်းပဲရောက်မလို့ကြောက်တန်းဆိုဟာကြောက်တန်းရောက်ခင်လဲလားတော့ကြောက်တန်းရောက်သွားတယ်ကြောက်တန်းရောက်ဒီဘက်တော့ဘယ်ရောက်မလဲဆိုတော့အဲ့ဒီဘက်ရောက်ရင်တဲ့ဟိုကင်းပိုင်ဂျုံရောက်မဲတဲ့တော့ကဝတ်ရောက်မဲထုံကြီးရောက်မယ်ဆိုဟာသွားချင်းလိုက်တာကျွန်တော်ဆက်သွားတော့ဆက်သွားတော့လမ်းမှာအမျိုးသမီးတယောက်ကကျွန်တော်တို့ကြောက်ပြီးထွက်ပြေးတယ်လေကျွန်တော်လည်းကားမောင်းနေဆိုတော့ဘယ်တော့ပဲပြေးသူကျွန်တော်ဖြီသွားပြီလေနော်တော့ပြေးကျွန်တော်ကလည်းကားမလိုက်တော့ဖြီတော့ကျွန်တော်သူနဲ့တော့ဘယ်သွားမလို့လဲလို့မီးတော့သူကကြည့်ပြီးတော့နော်ဘယ်သွားမလို့လဲဆိုအော်ကျွန်မလမ်းလျှောက်တာဆိုလမ်းလျှောက်တာလည်းပြေးနေတယ်ဆိုလေကျွန်တော်လည်းဘာဖြစ်လို့အဲ့လောက်တော့ပြေးတာတော့ဆိုအော်ဟိုကျွန်တော်တို့ဒီလိုဖြစ်ပြကျွန်တော်သူ့မေးဒီချင်းဘသူပိုင်လဲလို့မီးတော့နော်ဘာဖြစ်လို့လဲဆိုနာနာတိတွေအများကြီးတွေ့လို့ဆိုအော်အဲ့ဒါပိုင်ရှင်ကျွန်မမသိဘူးအငယ်တော့ခြံဝဲချင်းလို့လားဆိုကျွန်တော်လည်းအော်သွားတယ်လေအဲ့နဲ့ကျွန်တော်မသိဘူးဘယ်လိုပြောလဲဆိုဝဲချင်းလို့ပြောကြည့်လဲဆိုဝဲချင်းတဲ့ဆိုလိုက်ပြမဲတဲ့သူကလိုက်ပြလာလိုက်ပြခြံသွားပြတော့အဲ့ခြံ3.9ဧက3.6ဧကပေါ့ဆို4ဧကနီးပါပေါ့လိုက်ပြတော့ကြည့်ကြတော့အဲ့ဒါမုတ်ဆူမခြံဖြစ်နေတယ်ကြည့်ပြီးတော့လှပင်လေးတန်ကောင်းကြည့်ပြီးတော့အဲ့မုတ်ဆူမကိုခေါ်ပြီးတော့မေးမယ်ဆိုတော့ခေါ်ပြီးမေးတော့အန်တီကိုခေါ်ပြီးတော့အန်တီကဘယ်လောက်လဲပြီးတော့300ရတယ်ဟဲ့ကျွန်တော်340ဖိုးဝယ်ဖို့သွားတာ300ကျွန်တော်ထင်တာ340လောက်နဲ့ထင်တာ300အဲ့နဲ့ကျွန်တော်လက်ပြီးတော့လေဟာဆိုတော့အဲ့နဲ့ပြန်မယ်လို့တော့မဝယ်ဘူးလားဆိုကျွန်တော်တို့က340ဖိုးရှိရင်ဝယ်မယ်လို့ဆုံးဖြတ်ထားတာကို300ဆို10ဆဆိုအဲ့နဲ့တို့ကလည်းဝယ်ပါတဲ့ shop ပြီးမယ်အဲ့နဲ့ပြောရင်နဲ့300 380 shop ပြီးတဲ့220 shop ပြီးတော့380တို့ထင်တာကျွန်တော်တို့ရုပ်ကိုကြည့်ပြီးတော့ဝယ်နိုင်မယ်လို့ထင်တာမသိဘူးနော်ဝယ်နိုင်မှာပါတဲ့ကျွန်တော်340ဖိုးဝယ်နိုင်တယ်ဆိုမဟုတ်ဝယ်နိုင်မှာပါတယ်လီဖုန်းနံပါတ်ပေးခဲ့တယ်ဆိုတော့ကျွန်တော်ဖုန်းနံပါတ်ပေးခဲ့တယ်ပြန်တော့တပတ်လုံးတို့ဖုန်းဆက်တယ်လက်မုဆုမဆရာတို့မလာတော့ဘူးလားဆိုလာမှာပေါ့တနေ့နေ့တော့ဆိုမဝယ်တော့ဘူးလားဝယ်မှာပေါ့တနေ့နေ့တော့လို့တော့အမေကဖုန်းခေါ်တယ်လေအဲ့နဲ့နောက်ဆုံးတော့ပြောဆိုဆရာတို့ဝယ်မယ်ဆိုရင်တဲ့ကျွန်မပေးမယ်တဲ့ကျွန်တော်ပြောတယ်အရစ်ကြောက်လို့ချင်တယ်အရစ်ကြလည်းပေးချင်လို့ပေးတယ်
ကျွန်တော်သွားပြီးတော့သွားပြောတယ်လေကျွန်တော်တို့တင်းလေး10ပဲရှိတယ်အရစ်ကြပေးမယ်နော်ပြန်ရရင်ပြန်ပေးမယ်ပြန်ရပြန်ကြိုက်လဲဆိုကြိုက်တယ်ဆိုတော့ကျွန်တော်ကလည်းနှစ်ယောက်ဆုံးသဘောတူကြရလေတူပြီးတော့စာချုပ်တာ3ရက်နဲ့ပြီးပေးတယ်ဖျက်ချက်3ရက်နဲ့ပေးခိုင်းတယ်နော်40ပြီးတော့နောက်တစ်ခါပြန်ပေးတယ်နောက်ဆုံးမှတင်းလေး80ပြီးပေးတယ်လေအဲ့ဒီမျိုးသမီးမျိုးဆုံးမှာပြောဆိုရွာတူအတူရွာတူအားတအားလုံးနော်ခမရတို့ခြံရောက်တို့ပဲရောင်းဒီလူတွေကစစ်နဲ့မစစ်ဘူးလိန်လို့လည်းတအားကောင်းတယ်နော်ဒီလူတွေစစ်နဲ့မစစ်ဘူးလိန်လို့လည်းတအားကောင်းတယ်တက်ဆာလည်းမဖောက်ဘူးပေးမယ်ဆိုပြီးတော့တို့တကယ်ပေးတယ်တို့ပဲရောင်းတယ်ဆိုရွာသားရွာသူတွေကျွန်တော်တို့မေးမြန်းပြီးတော့စုံစမ်းပြီးတော့ရောင်းလာကြပြီလေကျွန်တော်တို့လည်းနည်းနည်းလေးနဲ့တိတိလေးသိနေသိန်း40သိန်း50နဲ့ဝယ်နေတာနော်တို့ပြောတဲ့တန်းတစ်ခါမှကျွန်တော်မစစ်ဘူးသိန်း40ဆိုလည်းဟုတ်ကဲ့သိန်း30ဆိုလည်းဟုတ်ကဲ့နည်းနည်းလေးတွေဝယ်တာနော်အဲ့ဒီရွာဖိုးရပြောတယ်လေဥပအမိုက်တွေပဲဝယ်နေတယ်နော်တဲ့နော်ခြံကောင်းတစ်ခါတော့ဝယ်ပါလားတဲ့ကျွန်တော်ပြောတယ်အဘရေကောင်းကောင်းမပြောနဲ့အဆိုးတော့မဝယ်နိုင်ဘူးနော်အမိုက်ပဲဝယ်တာနော်မဆုမရီပြီးလို့ဝယ်တာဆိုအဲ့လိုမြေတန်းဝယ်ရင်းနဲ့ဘယ်လိုခြံပိုင်နိုင်ပါလို့ဟိုတစားဒီတစားအမိုက်တွေဝယ်နေတယ်ဆိုဥပခြံပမှာပျောက်လို့ပျောက်မှတော့ပြီးမှမဟုတ်ဘူးတဲ့အဲ့လိုပါပဲဆိုတော့ဝယ်လာတာတဖြည်းဖြည်းနဲ့အဲ့မဆုမရီနဲ့ပေါင်းလာပြီးတော့လေအခုကျတော့တိန်းဧက150လောက်ရှိပြီဖျက်ခံပေးလာတာလေအခုတော့ခိုးတော့ကအမိုက်လိုဖြစ်တဲ့ဟာလေဒီလိုကတ်လာပြီးတော့သူရဆက်လာပြီလေဆုံလာပြီလေဟိုကနေလာတယ်လို့ဟိုကလာတယ်လို့ဒီလိုကတ်လာတယ်ဟိုကလာတယ်ဒီလိုကတ်လာဆိုအဲ့အဖိုးကြီးကအခုမှပြောဆိုအခုတော့တဲ့ဥပတဲ့နော်အမိုက်ဝယ်တဲ့ထင်တာတဲ့အလဲဟိုရောက်လာပြီတဲ့ဆိုသူ့ခြံသားရောက်သွားပြီဒီတစ်ခေါက်လာခါနေမှလေကျွန်တော်ခေါ်တဲ့ဖိုးကြီးကနော်သူအသက်86နှစ်ရှိပြီအဘကျွန်တော်အသက်86နှစ်ရှိပြီတဲ့ဥပကိုရောင်းမယ်တဲ့ဝယ်ပါတယ်ကျွန်တော်ပြောအဘကျွန်တော်ကပတ်စံမရှိဘူးဝယ်နိုင်မှာမဟုတ်ဘူးဆိုတော့ဥပတဲ့ခရီးတီးတယ်တဲ့ဝယ်မယ်လို့သာပြောတယ်ကြိုက်တဲ့ချိန်ပဲပေးတယ်နော်အရစ်ကြပဲပေးကြိုက်တဲ့ချိန်ပေးပါတဲ့နော်ယူမယ်လို့ပြောရင်တော်ပြီဆိုတော့လည်းအဲ့လိုဆိုလည်းယူလိုက်မယ်ဆိုပြောခဲ့လိုက်တယ်အခုသူချမ်း14ဧကနော်ခြံကြီးကိုစောပါပြောချင်တယ်ဆိုတော့ခုနပြောတဲ့ဟာပေါ့တွေ့တဲ့မြလူနဲ့စကားပြောတဲ့ခါမှလေခုနကြောက်စိတ်ကြောက်ရမယ့်နေရာအများကြီးရောက်တယ်လူလိန်တွေနဲ့အများကြီးတွေ့တယ်လိန်လို့ကောင်းတယ်ဆိုတာလည်းအမြဲတမ်းခါရတယ်နော်ဥပဝလိန်လို့ကောင်းတယ်နော်တစ္ဆာရှိတယ်နော်ဘာညာတခါလေတို့နှစ်ယောက်ညတကောင်ကျော်ရောက်တဲ့ခြံတော်တဲ့ချိန်လည်းရှိတယ်ညမှာတို့ထမင်းရချက်ပြီးရလေဆိုလူတွေပြောခင်ဗျားတို့ဘယ်လိုစားရတာတော့ဆိုဘာလို့မစားရမှာတော့ဆိုဘုရားသားတွေကခင်ဗျားတို့မနာလို့ဖြစ်ပြီးတော့အစိတ်တိုင်းရင်အစိတ်တိုင်းလည်းစားကြည့်မယ်လေနော်ကိုတော့ပြောတဲ့ဟာပဲနော်တင်တို့အစိတ်တိုက်ခံရမယ်နော်စားကြည့်နော်ဆိုမတိလို့စိတ်တိုက်ခံရတယ်စားကြည့်မယ်လေကိုတော့ပြီးရင်စားကြည့်မှာပေါ့ဆိုဆရာဘာနာလေလေဘာလို့ဆိုအမေရိကန်မှာတင်ဦးဆရာကိုယ်တိုင်စိတ်တော်ဝီသိတယ်နော်ဖခင်ကြောင့်မှသူတို့စိတ်တော်ဝီသိတယ်ယုံကြည်ခြင်းနဲ့ကျွန်တော်ယုံကြည်နဲ့စားတာမဟုတ်ဘူးမသိလို့စားတာအခုအဲ့လိုပဲသွားတာပဲလေနောက်ပိုင်းဘာသဘောပေါက်လာတယ်လဲဆိုတော့ဒီချံဝဲတာတွေထက်လေအဲ့ဒီပိုင်ရှင်နဲ့ညီကိုဖြစ်သွားပြီမိတ်ဆွေဖြစ်သွားပြီအခုကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အချင်းတွေကခြံရောင်းတဲ့လူတွေအားလုံးကမဆူမဆင်းရဲသားတွေကလေပြောင်းမဲ့နေရာမရှိဘူးသူတို့ခြံရောင်းပြီးရင်လေနေရာမရှိတော့သူတို့ခြံရောင်းပြီးကျွန်တော်လည်းဆရာဥပဦးကျမတို့တွားမဲ့နေရာမရှိဘူးအဲ့ခြံဆောင်လို့ရမလားဆိုတော့ရတယ်ပြန်ဆောင်ခိုင်းတယ်သူတို့ခြံဆိုဟိုလူတွေပြောတယ်သူတို့ခြံကိုခမည်းဝယ်ပြီးတော့ပြန်ဆောင်ဆိုလူမှာပဲလေလူဝစီလေပြန်ယူဝစီနော်ဆိုအခုခြံပိုင်ရှင်တွေအားလုံးသူတို့ခြံမှာပြန်လာကြပြီနော်အိမ်ပြန်လာကြပြီလေကျွန်တော်လည်းဖိရင်ပြန်မှာပဲလေမဟုတ်လားအတူတူပဲလေနော်ဆိုတော့ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ဖျားသခင်ပိုင်တယ်ခုန ownership ပေါ့တကဘာလုံးဖျားသခင်ပိုင်တယ်လို့သိဘာလို့မို့ဆုမသွားလို့ရမှာလဲလို့ရှာမလို့လေနံပါတ်1 stewardship ခုချန်တယ်အားလုံးကျွန်တော်မကြည့်ဘူးသူတို့ပဲကြည့်တာပိုင်ရှင်ဟောင်းတွေပဲကြည့်တာဆိုပိုင်ရှင်ကြည့်တယ်တတိယ discipleship သူတို့လိန်လာရင်လဲကျွန်တော်ခွင့်လွှတ်မှာပဲလေကိုတော့ပြောတယ်လေခွင့်လွှတ်ခိုင်းတယ်လေဆိုခုနံပါတ်4မှာတော့ကျွန်တော် leadership သွားနေတယ်လေအငယ်ဆုံးကိုလူနေတာနော်ကျွန်တော်ပုံမှာဘယ်သူတက်ပြီးတော့ဘသူ့ကိုကျွန်တော်ထမ်းမလဲဘယ်လောက်ထိအစိတ်ခံမလဲဆိုတော့လူနေတာမှာအဲ့ဒါအငယ်ဆုံးလူလာလေးလေတဘောပေါက်လေးပေါ့ဘာလို့လဲဘယ်လိုလုပ်ကောင်းမလဲတယောက်တည်းဖျားရှင်ကောင်းကြည့်ပြီးဆိုတော့လည်းပြီးမလားဒါမှမဟုတ်ဘယ်လိုလုပ်ကောင်းမလဲအချိန်ဘယ်လောက်ထိလို့ပြောလဲတမထတာရှိလားကျွန်တော်ကတော့တညလုံးပြောမိမှာအပြစ်ကြီးတယ်တညလုံးပြောမိမှာတညလုံးပြောမိမှာခေါ်လို့မလို့တရားနာပါပြောခိုင်းတညလုံးပြောမိမှာနော်အမေရိကမှာနော်မနေ့နှစ်နာရီထိပြောမိတာလေတော့မပြောင်းတို့လည်းဝေးရှာတယ်လေရှာအဲ့ဒီဥမာဘုလိုလိုတဲ့ကမ္ဘာတော်နဲ့ဖတ်တယ်လုံးဘတ်တော်နဲ့
年对对对吧？是那个可能叫嘛？你能不到呢？你到小的，花你乱来吧不啦？ဟုတ်တယ်နော်အော်ပွဲ 现在都在比如讲， အော်ပွဲ 现在。 မလွယ်ဘူးကျွန်တော်တက်တော့မလွယ်ဘူးနော်မတူမဆူနော်သူတို့ လုံးဘတ်တော့လုံးရရအားလုံးကလုံးဘတ်တော့ねအညီပဲဆိုတော့မှဒီတွေကလုံးဝဟိုတရားရရလို့ယုံကြည်ထားကြတဲ့အနေအထားလေးရှိတယ် ဟုတ်တယ်ဟုတ်တယ် အဲ့ဒီတိုင်းတောက်လျှောက်သွားနိုင်တယ် တဘောတရားတော့ယုံကြည်တဲ့လူရှိမယ်မယုံကြည်တဲ့လူရှိမယ်ကြိုက်တဲ့လူရှိမယ်မကြိုက်တဲ့လူရှိမယ်နောက်ပြီးတော့သူလည်းအမှားကြီးရှိမယ်မှန်တဲ့နေရာကြီးရှိမယ်ပေါ့အမျိုးမျိုးပေါ့နော်အားနဲ့ချက်တွေပါမှာပေါ့ဆိုတော့ဖះရှင်ဘယ်လောက်ထိသူ့ကိုခွင့်ပြုမလဲဆိုတာတော့ရှိမှာပါ